ကိုဗစ်နဲ့အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍဟာစိုးရိမ်စရာအနေအထားတစ်ခုကိုရောက်ရှိနေပြီလို့ပြောဆိုချက်တွေများလာပါတယ်။အာဏာသိမ်းပြီး3နှစ်အကြာ2024ခုနှစ်အစပိုင်းမှာလည်းနိုင်ငံတော်ဝန်တိုက်ပွဲတွေပိုပြီးပြင်းထန်လာလို့အခြေခံပညာကျောင်းတွေရောတက္ကသိုလ်အချို့တွေပါရပ်နားထားရပါတယ်။ဒါ့အပြင်ရှမ်းပြည်မြောက်ပိုင်းမှာလည်း139စစ်စင်ရေးကျောင်းပညာရေးတင်ကြားခွင့်ဆုံးရှုံးခဲ့သူတွေရှိသလိုအတန်းပညာနဲ့အသက်အရွယ်မလိုက်တော့လို့ကျောင်းပညာကိုမတင်ကျင်တော့ပဲအသက်မွေးဝမ်းကျောင်းပညာကိုသာဦးစားပေးနေတဲ့ကျောင်းသားတွေလည်းတွေ့ရပါတယ်။ရှမ်းမြောက်ကကိုဗစ်နဲ့စစ်ပွဲကြောင့်ကျောင်းပညာကိုမတင်ယူနိုင်တော့ပဲမိသားစုစာဝတ်နေရဲ့အတွက်ကြုံရအလုပ်လုပ်ပြီးရုန်းကန်နေတဲ့ကျောင်းသားလူငယ်တွေထဲမှာလည်းမောင်အိုက်ခွက်တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။အသက်16နှစ်တာရှိသေးတဲ့မောင်အိုက်ခွက်ကတခါတလေပယံအလုံးလောက်ကင်ပြီးပယံဆရာတွေအလုံးမခေါ်တော့တဲ့အချိန်မှာမောင်အိုက်ခွက်တယောက်အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ဆိုင်ငယ် workshop မှာပညာသင်အနေနဲ့လောက်ကင်ပါတယ်။ ကိုဗစ်ဖြစ်တဲ့နောက်ပိုင်း2019လောက်ကကျောင်းမတက်ဖြစ်တော့တာပေါ့လက်ရှိရပါတော့ဝှရှော့တယ်မှာတွားတယ်အဲဝှရှော့တွားတယ်ဝှရှော့ပညာတင်အနောက်လိုက်လောက်တာပေါ့ပြီးရင်မိသားစုစီးပွားရေးအဆင်မပြေဘူးဆိုတော့မျိုးကြုံရအလုပ်လိုက်လို့ဟိုမှာပယံလို့ဥစားလိုက်လို့ဖြစ်တာပေါ့အရင်တော့ပေါ့နော်ကိုလုံးပြောင်းလာတော့ကျတော့ကျောင်းနဲ့နီးတယ်ပေါ့ကျောင်းတက်ရဖို့ဆိုပြီးမျိုးပြောင်းလာကျောင်းတော့တိတ်မတက်ရပါဘူးဥစား3နှစ်လောက်ပဲတက်ခဲ့ရတယ်ပြီးရင်မျိုးနဲ့ကိုဗစ်တွေဖြစ်သွားတော့အကြောင်းတော့မတက်ချင်တော့ပေါ့အသက်အရွယ်ကလည်းဒီပြည့်နဲ့ကြီးလာပြီဆိုတော့မိသားစုစီးပွားရေးလည်းအဆင်မပြေတော့အမျိုးအလုပ်လုပ်ဖို့ပဲအစီအစဉ်မရှိတော့အကြောင်းတော့မတက်ချင်တော့ပါဘူးမောင်အိုက်ခွက်လိုပညာရေးတစ်ပိုင်းတစ်စားနဲ့ရပ်တန့်ခဲ့ရတဲ့ကျောင်းသားတွေဟာအလုပ်အကိုင်ရှာဖွေရမှာလဲခက်ခဲကြပြန်ပါတယ်။အာဏာပိုင်တွေခေါ်ယူနေတဲ့အလုပ်ကိုင်တွေဟာခန်းစားခွင့်လစာနယ်လွန်းတာနဲ့အလုပ်ခေါ်ယူပုံစနစ်ကြောင့်အများအားဖြင့်အဆင်မပြေကြဘူးလို့ပြောပါတယ်။ဒီလိုအလုပ်ကိုင်နဲ့ပညာရေးအခွင့်အလမ်းဆုံးရှုံးနေမျိုးကြားမှာအများစုကမောင်အိုက်ခွက်လိုပညာဆက်လက်တင်ယူရန်လမ်းကြောင်းကနေတွေဖယ်သွားကြတာကိုတွေ့ရပါတယ်။စစ်ပွဲအလွန်ရှမ်းမြောက်ကလက်နက်ကင်များတင်းချုပ်နိုင်မြေမှာရင်ဆိုင်နေရတဲ့ပညာရေးဆိုင်ရာခက်ခဲတွေနဲ့အသားစီးတွေကိုပညာရေးဆိုင်ရာလေ့လာသူတို့ကဝါလူငယ်အတန်ကိုအခုလိုပြောလာပါတယ်။ဒီတုံကမိခွန်စစ်စင်ရေးပြီးရတဲ့ဒီနောက်ပိုင်းမှာပေါ့နော်ပညာရေးရဲ့အခြေအနေကိုအချင်းချင်းလေးပြောပြရမယ်ဆိုရင်ပေါ့ဒီကျောင်းသူကျောင်းသားတွေဓမ္မဟောဆက်ဆံမတွေရဲ့တက်ရောက်မှုဖြစ်ပါတယ်ပေါ့ဒီကျောင်းသူကျောင်းသားတွေအချို့ဟာဒီစစ်ကာလအတွင်းမှာပြောင်းရွှေ့နေထိုင်ရတာကြောင့်သူတို့ဒီပညာရေးကိုဆက်လက်မတင်ကြားနိုင်ရတဲ့တာဝန်တွေလည်းရှိတယ်ဆက်ဆံမတွေရဲ့ဒီစိတ်ပိုင်းဆိုင်ရာဖိအားတွေtrauma တွေဒီဆက်ဆံမတွေပေါ်မှာတက်ရောက်မှုရှိတာကိုလည်းကျွန်တော်အနေနဲ့မြင်မိတယ်ဒီမြို့နယ်နဲ့ဒီကျေးလက်တော်ရွာတွေမှာဒီပညာရေးဘယ်လိုမျိုးတွေကွာခြားနေကြလဲဆိုတော့ဒီတင်တော့ကိုပစ္စည်းလုံလောက်မရတာတွေပြီးတော့ဆရာကြီးအတွက်မလုံလောက်တာတွေပေါ့ဒီတင်ရိုးညွန်းတန်းတွေကိုတင်ကြားဖို့ရန်အတွက်ဒီတိုင်းတင်ကြားဖို့ရန်အတွက်အခက်ခဲလေးတွေရှိနေတာကိုလည်းတွေ့ရပါတယ်ပေါ့ကျောင်းနေရွယ်ကလေးတွေကျောင်းမတက်တော့ပဲအလုပ်ထွက်လုပ်တာဟာမိဘနဲ့လည်းသက်ဆိုင်မှုရှိသလိုကျောင်းသားတွေရဲ့ရေရှည်ပညာရေးကောင်းမွန်လာဖို့မိဘတွေရဲ့ဘဝပတ်သက်မှုဟာလည်းအလွန်ရဲပါကြောင်းကို၎င်းကထပ်မံပြောလာပါတယ်။မိဘချို့မှာပညာရေးပေါ်မှာယုံကြည်မှုတွေညှော့နေလာတာတွေလည်းရှိတယ်။ပြီးတော့ခုဒီစာဝန်နေရေးကြောင့်ကျောင်းထက်ဒီတက်မိုးဝမ်းကျောင်းကိုပဲစာပေးနေရတဲ့အခါမှာမိဘတွေရဲ့ပံ့ပိုးမှုတွေမလုံလောက်တော့ဒီကလေးတွေကလည်းဒီပညာကိုဆက်လက်တင်နိုင်ယူနိုင်ဖို့ရန်အတွက်အခက်အခဲတွေရှိတယ်ပြီးတော့ခုကျောင်းထွက်တဲ့ကလေးတွေတိုးလာတယ်ပေါ့အသက်မပြီးစီးပနဲ့ကျောင်းထွက်ရတယ်ပြန်ပြီးမှပြန်လဲပြီးတော့တက်ရောက်နိုင်တဲ့ဒီ second chance education မလုံလောက်တဲ့အခါမှာဒီအနာဂတ်မှာအလောက်ကိုင်ဖွင့်လန်းတွေလည်းတစ်ဖြည်းဖြည်းညှော့နေလာတဲ့အတွက်ကြောင့်မလို့ကလေးတွေကျောင်းထွက်ဒါတွေကိုလည်းယုံကြည်မှုမရှိတော့တာတွေကိုလည်းတွေ့မြင်ရတယ်ပေါ့ပြီးတော့နောက်တစ်ခုအကြံပြုခြင်းတဲ့အချက်ကတော့ပေါ့နော်ဒီလိုမျိုးအရေးပေါ်အခြေအနေဖြစ်သွားရင်တော့မှပညာရေးကိုမရက်တန့်အောင်ဆက်လက်
လောက်ဆောင်နိုင်ဖို့ရန်အတွက်ဒီ community based education တွေလိုအပ်တယ်ပြီးတော့နောက်တစ်ခုကဒီ online school တွေပေါ့နော်ဟာတွေလည်းလိုအပ်တယ်ပေါ့ဒါကြောင့်မို့မိဘတွေကျောင်းတွေဒီအတိုင်းဝိုင်းတွေဆက်စမတွေပူပေါင်းဆောင်ရွက်မှဒီကလေးပညာရေးတွေကအခွင့်အလမ်းတွေရှိလာမှာဖြစ်တယ် ကျောင်းသူကျောင်းသားတွေပါဝင်လူငယ်အများအပြားဟာကျောင်းတွေကိုဆက်လက်မတက်နိုင်တော့ပဲကျောင်းပညာတစ်ပိုင်းတစ်စားနဲ့နေရက်ကိုဆွန့်ခွာပြီးပြည်ပတို့တွားရောက်အလုပ်လုပ်ကိုင်သူအများပြားလာပါတယ်အခြားတစ်ဖက်မှာလက်နက်ကိုင်အဖွဲ့အစည်းတွေက16နှစ်ပြည့်လူငယ်တွေကိုစစ်မှုထမ်းခေါ်ယူနေတာကြောင့်ပညာရေးတစ်ပိုင်းတစ်စားနဲ့ကျောင်းသားတွေကစစ်မှုထမ်းနေရတာတွေလည်းရှိပါတယ်ဝလူငယ်အတန်မှ2025နိုဝင်ဘာလထဲကောက်ယူခဲ့တဲ့ပညာရေးအချက်အလက်အရပါဝင်ဖြည့်ဆို့သူ16ရာခိုင်နှုန်းကလက်နက်ကိုင်အဖွဲ့အစည်းမှတပ်သားတစ်စုဆောင်ခြင်းသို့မဟုတ်စုဆောင်ရန်ကြိုးပမ်းနေမှုများရှိသလိုကလေးအလုပ်သမားများဖြစ်ခြင်းအရွယ်မတိုင်မီအိမ်ထောင်ပြုခြင်းနဲ့ပညာရေးတစ်ပိုင်းတစ်စားဖြစ်ခြင်းစတဲ့အချက်အလက်တွေလည်းအဓိကပါဝင်ပါတယ်ဒီခြေအနေတွေကိုရှေ့ပြောင်းသိမ်းရှောင်မိသားစုတွေမှာအများဆုံးတွေ့ရှိရပြီး25ရာခိုင်နှုန်းသောရှေ့ပြောင်းကလေးငယ်တွေဟာအတန်းပညာဆက်လက်တည်ယူနိုင်ရေးအတွက်အသားစီးနဲ့အခက်အခဲတွေအများဆုံးရင်ဆိုင်နေရကြပါတယ်။